တခါတော့ကလူငယ်ရဟန်းလေးပါးကျေးလက်ဒေတာကိုခီးထွက်ခဲ့ကြတဲ့မိုးချုပ်လာတော့လူငယ်ရဟန်းလေးပါးကအဲ့ဒီမှာတညနာဖို့ဆုံးဖြတ်လိုက်ကြတယ်သူတို့ညအိပ်ရန်တင့်တော်တဲ့နေရာတစ်ခုရှာတွေ့ခဲ့တယ်ပြီးတော့လူငယ်ရဟန်းလေးပါးကအိပ်ရမဝင်ခင်နေ့စဉ်လှုပ်ကျင်းခဲ့ကြတဲ့အတိုင်းအဲ့ဒီမှာအနားယူပြီးတိတ်ဆိတ်စွာတရားထိုင်ဖို့ဆုံးဖြတ်လိုက်ကြတယ်မိုင်းမောင်လာတဲ့အတွက်သူတို့ဖျောင်းတိုင်တိုင်းထုံးကြီးလိုက်ပြီးဖျောင်းတိုင်ကိုကြည်ရင်တရားထိုင်ကြမယ်ဘာပဲဖြစ်ဖြစ်ဘယ်သူမှစကားမပြောဘူးလို့ဆုံးဖြတ်လိုက်တယ်ညစ်နက်လာတာနဲ့အမျှလေတိုက်လာပြီးဖျောင်းတိုင်ကငိမ့်လူနီးပါဖြစ်သွားတယ်။အိုးနောက်ကြတော့မယ်ဖျောင်းတိုင်ကငိမ့်လူနီးပြီလို့ပထမရဟန်းကပြောလိုက်တယ်။ငါတို့တိတ်ဆိတ်စွာပဲတရားထိုင်ဖို့ဆုံးဖြတ်ထားတယ်မဟုတ်လားလို့ဒုတိယရဟန်းကဆိုတယ်။မင်းတို့နှစ်ယောက်လုံးငြိမ်သက်ခြင်းကိုချိုးဖောက်ပြီးပြီလို့တတိယရဟန်းကဆိုတယ်။ထိုအချိန်မှာပဲစတုထရဟန်းကဟာငါတပားတည်းသာစကားမပြောခဲ့ဘူးလို့ပြောလိုက်တယ်။အခုသုံးသက်ကြည့်ရင်ရဟန်းတစ်ပါးစီဟာမတူညီတဲ့အကြောင်းပြချက်တွေကြောင့်တိတ်ဆိတ်ခြင်းကိုချိုးဖောက်ခဲ့ကြတာကိုတွေ့ရမယ်ပထမရဟန်းဟာသူ့ရဲ့အတွေ့အကြုံရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ဖျောင်းတိုင်ဆိုတဲ့အာယုံတစ်ခုမှာစိတ်ပြန့်လွင့်သွားပြီးပိုအရေးကြီးတဲ့အရာကိုမေ့သွားခဲ့တယ်ဒုတိယရဟန်းဟာကိုယ်တိုင်ကျင့်သုံးနေမဲ့အစားတခြားသူတွေစီကံလိုက်နာဖို့ကိုပဲပိုပြီးစိုးရိမ်ခဲ့တယ်တတိယရဟန်းကတော့သူ့အပေါ်တက်ရောက်မှုရှိတဲ့ပထမရဟန်းနှစ်ပါးအပေါ်ဒေါသကိုလွှမ်းမိုးခွင့်ပေးလိုက်တယ်စတုထရဟန်းကတော့မာနကြောင့်လမ်းမရောက်သွားခဲ့တဲ့ရဟန်းလေးပါးစလုံးဟာအချင်းချင်းရဲ့အမှားကိုသာအာယုံစိုက်နေကြပေမဲ့သူတို့တဦးစီကိုယ်တိုင်လည်းအမှားတစ်ခုခုကိုကျူးလွန်နေမိတယ်ဆိုတာကိုတော့မေ့လျော့နေခဲ့ကြတယ်အမှန်တရားကလောကမှာရှိတဲ့လူအများစုဟာတခြားသူတွေရဲ့အမှားကိုသာအာယုံစိုက်တတ်ကြတယ်သူတို့ဟာတခြားသူတွေရဲ့အမှားအတွက်ဝေဖန်ပြစ်တင်တတ်ပေမဲ့ကိုယ့်ရဲ့ကိုယ်ပိုင်မှားကိုတော့သတိမထားမိကြဘူးဒီလိုလူမျိုးတွေတတိယကျွန်ုပ်တို့ဟာတခြားသူတွေရဲ့အပြစ်ရှာနေမဲ့အစားကိုယ့်ရဲ့ကိုယ်ပိုင်မားတွေကိုသာအာယုံစိုက်ပြီးအဲ့ဓာတွေကိုပြုပြင်ဖို့ကြိုးစားမယ်ဆိုရင်ငင်းခုန်မှုတွေနဲ့ဒုက္ခပြဿနာတွေကနေကင်းဝေးနိုင်မှာပါဒါကြောင့်သူတစ်ပါးကိုအလင်းစလိုစီရင်ဆုံးဖြတ်တာမျိုးဘယ်တော့မှမလုပ်ပါနဲ့ဘာဖြစ်လို့လဲဆိုတော့ကိုယ်တိုင်ကိုယ်ကြပြီးပြည့်စုံဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် share ပေးဖို့နဲ့ like လေးပေးပြီးတင်းရဲ့အမြင်တွေကိုပြောပြပေးခဲ့ဖို့မမေ့နဲ့အောင်နော်